က်အစီချဖို့စူးစမ်းနေရဆိုရင်ဒီအမားခုနှစ်ချက်ကိုမလုံးမိပါစေနဲ့တွင်လျားကျစ်လက်တဲ့ခန္ဓာကိုယ်တစ်ခုကြည့်ကောင်းတဲ့ခန္ဓာကိုယ်တစ်ခုမှာပြားချက်ချက်ဘိုက်လျအရေးကြီးဆုံးပဲမလားဘလောက်ပဲပိန်နေနေဘိုက်မှာအစီစုနေရင်လုံးဝကြည့်လို့မကောင်းပါဘူးလူတယောက်ကဝါလာပြီဆိုတာနဲ့ဘိုက်ကစပြီးတော့ထွက်လာတယ်ဒီတော့ကိုယ်ခန္ဓာအလှကိုဖျက်ဆီးနေတဲ့ဒီပူနေတဲ့ဘိုက်ကိုနီးမျိုးစုံနဲ့စူးစမ်းပြီးတော့ချကြတယ်ဒီလိုဘိုက်စီထားတဲ့နေရာမှာလေးချိန်ကန်လုံးအစားရွှဲုံနဲ့မပြီးသေးပါဘူးအခုပြောမယ်အမားတွေကိုမသိလိုက်ပဲနဲ့လုံးနေတာမျိုးမဖြစ်ဖို့တော့လိုပါတယ်ဒီတော့ကိုစူးစမ်းသမျှအရာထင်စေဖို့အတွက်လူတိုင်းလုံးမိနေတဲ့အမားလေးတွေကြောင့်ပြောပြပေးချင်ပါတယ်နံပါတ်1ဘိုက်အစီချဖို့အိတ်ထမတင်တစ်မျိုးတည်းကိုစောက်ချလုပ်ခြင်းအိတ်ထမတင်လေးချိန်ကန်ကဘိုက်ကြွက်သားတွေကိုအားတန်စေပြီးတော့ဘိုက်ကိုအစီကျစေတဲ့လေးချိန်ကန်ဆိုတာမှန်ပေမဲ့တစ်မျိုးတည်းလုပ်ပြီးတခြားကားတွေကိုလေးချိန်ကန်တွေမလုပ်ဘဲနေတော့အချိန်တိုတွင်းမှာအစီကျနိုင်မှာမဟုတ်ပါဘူးနံပါတ်2အိတ်ချိန်နေလုံးတဲ့အခါမှာကိုရီးယားဇီဝကာမဖြစ်စဉ်နဲ့ကမောက်ကမဖြစ်ကုန်ပြီးတော့သွေးရင်းတကြားတက်တွေများလာမယ်ပြင်ဘိုက်ဆစေတဲ့စန္ဒာကိုလည်းတွားလှုပ်ဆော်ပြီး ghrelin နဲ့ leptin ဟော်မုန်းတွေထွက်လာတာကြောင့်အစာစားခြင်းစိတ်တွေပိုဖြစ်နေတတ်ပြီးတော့အစီစုခြင်းကိုအားပေးနေပါလိမ့်မယ်